မင်္ဂလာပါဒါလေးကတော့ခုနကငပြားရည်နဲ့ချင်းနဲ့ပြုတ်ထားတဲ့ငါးလေးကိုသားတွေထွင်ထားတာပါကောင်ကတော့ငယူတီစက်သွန်နီစက်သွန်ဖြူချင်းရယ်ငယူတီစိမ်းလေးကိုထည့်ထောင်ထားတာပါအရင်ဦးဆုံးငါးမွေလို့ဖို့အတွက်ငယူတီကိုအရင်စီနနာတက်ပါမယ်ရှင်စီမများလေးထည့်ပါမယ်ရှင်ဆိုရင်တော့ရပါပြီစီဆူအောင်လို့ထည့်ထားလိုက်ပါမယ်စီဆူလာရင်စီရဲကိုစနွေးလေးထည့်ပြီးတော့ဟောဒီငရုတ်ကြီးကိုစီနနာတက်ပါမယ်ရှင်ငရုတ်ကြီးကိုစီနာနေအောင်တက်ပြီးတော့ဒီဆိုတော့မှငါးကိုထည့်မှာပါရှင်းနံလေးလည်းဝေးလာပြီကဲငရုတ်ကြီးတွေတက်သွန်နေတယ်လိတ်ပြီးကျွတ်နေပြီဆိုတော့ငါးလေးကိုထည့်လိုက်ပါတော့မယ်ရှင်ထည့်ပြီးတော့ဒီကသမအောင်ပို့လိုက်ပါမယ်ခုနငရုတ်ပြီးစက်တော်စစ်တက်ကလေးကအစားဟင်းချုံမှုအပြည့်ရတာကြီးထည့်ထားပြီးပါပြီချင်းကလည်းတစ်ခါလေးထောင်းထည့်ထားပါတယ်ငရုတ်ပြီးစိမ့်လေးရတယ်ငရုတ်ပြီးထဲမှာထောင်းထည့်ထားတာမို့လို့အခုဒီငါးလေးကိုပဲစီပြန်လာအောင်ကြိုက်တဲ့အနေနဲ့နားလေးဝင်ရပါပြီကဲအနားလေးထည့်ထားလိုက်ပါမယ်အခုလိုအိုးကတ်အောင်ထားပြီးတော့မှုနေရတာကငါးမှုရတာပါကတ်နေတဲ့ဟာလေးတွေကပိုရတာရှိတယ်လေနော်ကဲခုဆိုရင်ရတာရှိသမင်းမိန်နဲ့ငါးမှုတွေရပါပြီရှင်ရှင်းနဲ့မွမွေးလေးနဲ့ငါးမှုလေးပါရေကိုနည်းနည်းလေးနဲ့ပြုတ်ထားလို့ငါးပြုတ်အရေငါးရဲ့ချူရတာလည်းဘယ်မှခတ်မသွားပဲနဲ့ငါးထဲမှာပဲပြန်ဝင်နေတာပါချက်ကောင်းကြပါစေကျေးဇူးတင်ပါတယ်